Miss Universe မြန်မာ2026ပြိုင်ပွဲဝင်ပုံသတင်းတွေထွက်ပေါ်နေတဲ့ဇီယာရဲ့ဇနီးကျော်လေးချစ်မဝါတရုတ်ဆောင်ဇီယာရဲ့ဇနီးဖြစ်သူချစ်မဝါခေါ်ယုံဝတီဇော်ဟာရခင်ကထပ်ပုံမဝင်းပဆူပြေလာတဲ့သူမရဲ့အလှတရားတွေကိုပရိသတ်တွေရှိမှအားရပါရချပြလာပါတယ်မကြသေးမီကထွက်ပေါ်လာတဲ့သတင်းတွေအရချစ်မဝါလေးဟာ Miss Universe မြန်မာ2026ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်ပုံပြင်ဆင်နေတယ်လို့သိရပြီးဒါဟာအလှမဲ့ဝါသနာရှင်တွေကြားမှာအတော်လေးကိုစိတ်လှုပ်ရှားစရာသတင်းတစ်ခုဖြစ်နေပါတယ်သူမရဲ့ပြောင်းလဲလာတဲ့ပုံရိပ်တွေဟာတခြားသူတယောက်လားလို့ထင်မှတ်ရလောက်အောင်ကိုထူးခြားလှပနေပြီးအကယ်၍သာသူမအနေနဲ့ပြိုင်ပွဲစင်မြင့်ထက်ကိုတကယ်တမ်းတက်လှမ်းလာခဲ့မယ်ဆိုရင်နိုင်ငံတကာပွဲတွေထက်တောင်မှပူပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အပြိုင်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ချစ်မဝါလေးရဲ့အောင်မြင်မှုတွေဟာတနေ့ထက်တနေ့ပုံမတောက်ပလာတာနဲ့အမျှသူမဟာအလှမဲ့ Grace Berry အတွက်ပါပြိုင်ပွဲကောင်းတဦးဖြစ်လာနိုင်တယ်လို့ပရိသတ်တွေကသုံးသပ်နေကြပါတယ်ဇီယာရဲ့အသေးကြော်လေးလို့တင်စားခံရတဲ့သူမကိုပရိသတ်ကြီးအနေနဲ့ Miss Universe စင်မြင့်ထက်မှာဘလောက်အထိဝင်းရံအပိကြမလဲဆိုတာကစိတ်ဝင်စားစရာပါပဲထူးခြားတဲ့အလှပိုင်ရှင်လေးယုံဝတီဇော်ရဲ့အနုပညာခရီးလမ်းနဲ့အလှမဲ့ခြေလမ်းတစ်တွေအတွက်အားလုံးကဝိုင်းဝန်းဝင်းရံပေးကြဖို့မျှော်လင့်နေကြပါတယ်ခင်ဗျာ